ဒီနေ့ဆော့တဲ့ TikTok တွေရတယ် like တွေကြလိုက်တာငါများမလှလို့လားမသိဘူးဟွန်းဒီချက်ကောင်းနေကောက်ကွက်တင်နေဆော့ပြလိုက်အောင်ဦးလေးဒီမှာကျွန်တော်ထိုင်ဝင်ပြီတော့အော်ထိုင်ဟုတ်ကဲ့ဦးလေးဒီမှာကြည့်ဦးလေးအဲ့ဒါဦးလေးသမီးမဟုတ်လားဗျအေးဟုတ်တယ်ကျွန်တော်ဦးလေးနဲ့ရင်းနေတယ်လို့ပြောအောင်မယ်ဦးလေးသမီးတော့မထင်နဲ့တော့ဦးလေးသမီးစော့ထားတာတွေကအရန်ကိုမြင်မကောင်းဘူးဗျသူ့ရဲ့ကောင်းမဲ့အောက်လေးမှာလည်းမှတ်ထားတဲ့မှတ်နေကအရန်ကိုအောက်လုံးဆန်ပြီးတော့နှစ်မချင်းကိုချင်းမစားတဲ့ကောင်းတွေများတယ်ဦးလေးသမီးရှမ်းမီတော့သမီးရေရှမ်းဖေးစီကနားလာအောင်ဟုတ်ပါအဲ့ပါသမီးလိုင်းပေါ်မှာဘယ်လိုတွေဆော့ထားတယ်မြင်လို့တော့မကောင်းသမီးရေပပကလည်းသမီးကဒီတိုင်းဆော့တာပါပရဲ့ဒီတိုင်းဆော့တယ်ဆိုပေမဲ့ရိုးရိုးလေးပဲဆော့ဖို့သမီးရေခုသမီးဆော့တဲ့ပုံစံပကလည်းသမီးကလေကရချင်းတူတူနဲ့ဆက်စီဆန်ဆန်ကရတာပိုကြိုက်လို့ပါနော်ပသမီးကိုဖေးတစ်ခုမှချင်တယ်သမီးဆော့နေတဲ့အရာလိုင်းသုံးနေတဲ့သူတိုင်းစီကိုရောက်တယ်နော်အဖေပတ်ဝန်းကျင်ကဲတဲ့တောင်အဖေမလိုချင်ဘူးပါအဖေအခုလိုမျိုးသမီးကိုခွင့်လွှတ်ထားတယ်ဆိုတာမိတဆိုးလေးမလို့နော်သမီးနားလဲစီချင်ပပကလည်းရမ်းအောက်တာပဲခင်းနဲ့ပြောင်းလဲပြီးဦးမနေတတ်ဘူးရှေးရိုးကြနေရပဲငါက TikTok ကြည့်ရပဲကောင်းတယ်ဒီဆိုရရမ်းကရရပဲTikTok လည်းဒီချင်းနေကြီးပဲငါလည်းအိုက်ထွန်မိအောင် join ပြမယ်Love dick, it's shining, but a lamb of money on my neck of money ring. It's my name, and that boy was your ain't nobody no game, it's in my အဲ့ဒါဟိုက TikTok တွေကဖင်လို့ရတယ်ဆိုပြီးအေးဟုတ်တယ်အားရအဲ့သူမေးရလဲရဆွန်လာဖေးနေတော့ပေါ့နောက်ပိုင်းလည်းတာပါပဲကွာဆက်ဆိုင်ရှိရဲ့ဘဲတွေကတ်ပြီးဒီ line ရောက်သွားတာအတူပြီးသားပါအေးဟုတ်တယ်စားတော့သူစောရတယ်ငါအပေးနေကြပြီနောက်ကျတော့စောရတယ်စောက်မြုပ်ကြဦးလည်းမင်းနေတဲ့အတိုင်းပဲလေကို့ဖေးရတော့ရှိရဲ့ဖေးနဲ့တွေ့အဲ့လိုပါကွာအဲ့လိုပါပြောတယ်ဒါကြတဲ့ထည့်ပြောမှာလာပုံရင်းရရှိကြီးရပြပြီးမဲ့မတော်တဆခုကတော့1919ခုနှစ်ဒီလဆယ်တမီးတစ်ခုပြောရရှိရဲ့။ဘာများလဲသမီးရဲ့။တမီးကိုလေရုပ်ရှင်ရိုက်ဖို့လာကမ်းလန်းနေပါရဲ့။အဲ့အတိုင်းဝိုင်းနေတော့မပတ်သက်ဆန်းပါနဲ့သမီးရဲ့။ရုပ်ရှင်လောကဒီလောက်ဆက်ရှုပ်တာသိရတဲ့။ဟာမဟုတ်ပါဘူးပါရဲ့။သူတို့က line မှာဗီဒီယိုတူလေးရိုက်တာလေ။ဘာနာလေးအောင်ပြောရလို့ရှိရင်အနာဒိတ်မဲ့ပေါ့ပါရဲ့။သမီးနဲ့ဘယ်လိုများချိတ်ဆက်မိရတော့။သူတို့ကတမီးကို TikTok မှာတွေ့ရတဲ့။တမီးနာမည်ကြောင့်မင်းသမီးဖြစ်နေတာပါလေတည့်ရတာနဲ့တမီးကိုရခွင့်ပြုပါနော်။ကဲမနှက်မှန်ကြရင်သူတို့အိမ်ခေါ်လိုက်။ဘာတကယ်ပြောရနော်။အဲ့ဆိုရင်ငါတို့ကဒီ line ပေါ်မှာဇလန်းလူလေးရိုက်ကြတော့နော်ဟုတ်ပါတယ်ဗျာငါတို့တို့နာမည်ကိုပြောပါတယ်ကွာအမလီတမီးဘယ်သူမှလည်းမေးဟုတ်ကျွန်တော်တို့ကလောမှပြောအန်အိမ်မက်ကပါလေဟာအေးအမီတို့ဝင်ရောဝင်ဟုတ်ဝင်ပါတယ်ဗျာကျွန်တော်တို့ဂိမ်းညညာလေးကနေပိုက်ဆိုင်ရပါတယ်ဗျာအဲ့ဆိုရင်အခုဒီငါသမီးကိုပေါ့လေမင်းတို့ကဘယ်နာခေါ်တော့မှာဟုတ်လေမင်းသမီးနေရာနေတုံးပါပဲဗျာဦးလေးသာခွင့်ပြုမယ်ဆိုဒီဘက်ခါကျွန်တော်ရိုက်ခွင့်ရှိရဗျာအဲ့ကြတော့ဒီရိုက်ခွင့်တော့ကောဒီဦးလေးကဘာလို့လိုအပ်လဲပါလေဟုတ်ဦးလေးသမီးကိုအကုန်ပြောပြတာပဲဒါဆိုရင်တော့ဦးလေးကဖခင်တယောက်အနေနဲ့လိုက်ပိုင်ခွင့်ရောရှိတာဟုတ်မင်းတို့ကလည်းမင်းတို့အေးစိတ်ရိုက်ခွင့်လောက်ကြပါဦးလေးကဦးလေးပါလားဦးလေးအေးစိတ်နေပါလားဟုတ်ကဲ့လိုက်ရရရတယ်ဦးလေးဟုတ်
လေးထိုင်ပါဗျာဟုတ်ထိုင်ပါဗျာစားရရ ဟုတ်ဘယ်ရဆောင်မှာ ဒီဆုံးဝင်ကန်ဆိုင်9မိနစ်တော့ဖတ်လာမယ်နော်အေးရရဟုတ်လေရေးလေးတောက်ကြပါအာကျေးဇူး ဟဲ့ဒါတော့ကိုယ်ပဲငါတော့စားတယ် ဒါကိုပေါ့ဆော်ရီ ဟဲ့ငါတော့အဲ့ဒါနားမလဲမင်းဥပုပ်ဆောင်တယ်ဆောင်ငါတော့စားပါ အေးချာဝါ သမီးတော့ထားပြန်မယ် ဘယ်ဘာဖြစ်တာလဲ ဟောင်းလေအဲ့လိုလုံးလို့မရဘူးကျွန်တော်ရိုင်းတန်းယူ မင်းတို့ကောင်တွေရိုက်နေတာဘာကားတော့ ပညာပေးကလေဦးလေးရဲ့ ဘာလို့ပညာပေးတာလူကြီးတယောက်အနေနဲ့နားအောင်လို့ကိုအဆင်မပြေဘူးကွာ ဒီပညာပေးရဲ့အကြီးကျယ်ကကိုယ်တငယ်ချင်းဖြစ်တဲ့ကောင်မလေးကိုစီးမထားတဲ့တငယ်ချင်းတွေရဲ့အကြောင်းရိုက်ထားတာဦးလေးရဲ့ မင်းတို့ကလည်းမင်းတို့ကတော့ဟုတ်နေတာလေပညာပေးကရိုက်ချင်တယ်ဆိုတော့တခြားပညာပေးတွေအများကြီးရှိပါတယ်ကွာခုမင်းတို့ရိုက်နေတဲ့ပညာပေးကအများကြီးသူမသိတော့ဘူးကွာဘာလဲမင်းတို့အဲ့လောက်ဇလန်းရှားတယ်မင်းတို့ဇလန်းတစ်ပုတ်ပေါက်ဖို့အတွက်တယ်ကွာဂရင်းဘွားကားတွေအောက်လုံးကားတွေမင်းတို့ရိုက်နေကြ တော်တော်လို့ပြောနေတယ်လေ ကျွန်တော်တို့အဲ့လိုမပြောနဲ့ဗျဦးလေးကျွန်တော်တို့ကနုပညာလုပ်နေတာနုပညာကိုနုပညာလို့မြင်တယ်ဦးလေး ဘာလို့လူပြင်ဒါလားလူပြင်အလတ်ထားစောင့်နေပဲမရှိအများကြီးတော့မသိတော့တဲ့ဟာကလေးတွေအတူယူမှစီပဲရာအနုပညာပုံဘူးအဲ့အစိတ်တောင်းပါမင်းတို့ကောင်အလတ်ကားကောင် ဦးလေးသမီးဦးလေးနိုင်အောင်ပြောလေ live မှာအဖို့ချွတ်တွေပြပြီး live follower တွေရှားနေတာဦးလေးသမီးဦးလေးနိုင်အောင်ထိတ်ပြ မင်းတို့နဲ့လူပြောနေဒီအောက်လုံးတွေကငါလည်းထွက်ပါမှာငါပါစက်ကမတန်ပဲနေဒီနေ့အတွက်တော့ sorry ပဲကွာနေကြောင်မလို့ငါပြောခံတာနင်းနေတယ်နော် ပပလောက်လိုက်တာအကြောင်းမဟုတ်ဒီဘက်မှာသမီးဘလောက်နေမလဲကျဲလေပပသိတာ ဟာအများကြီးဖို့မသိတော့တဲ့ကားတွေကိုနေကရိုက်ချင်နေတာမင်းကလေးဆိုတော့လေတတိထားအောင်အဲ့ကောင်လေးနဲ့ရောပြီးနေမှနာမည်ပြတ်သွားမယ် ပပကြာသမီးတို့ရဲ့လူငယ်ဝါသနာပပပိတ်ပင်လိုက်တာပဲ နင်းဝါသနာကိုငါမပိတ်ပင်ပါဘူးဒါပေမဲ့ငါမိဘတယောက်နေကိုသားသမီးကိုတိတ်ခါကြစီမဲ့အဖြစ်မျိုးလုံးဝလက်မခံဘူးဒီနေ့ဒီချားလေးစပြီးတော့ဘယ်ရောက်ချင်မှမရရဘူး ဟုတ်ဦးလေးကိုတခုကူညီအောင်ပါဟုတ်ကဲ့အခုဒီငါသမီးစော့နေတဲ့ software ထဲမှာကွာ तू နောက်ပိုင်းဟိုဘယ်လိုတွေစော့လဲအဲ့ဒါဦးလေးသိကျင်တယ်အဲ့နောက်ပြီးတော့အဲ့ဒါမင်းအဲ့သူ့အကောက်သိရဆိုဦးလေးကိုရှာပေးသမှာဟုတ်ကဲ့ရတယ်ဗျခဏတော့စောင့်နေကျွန်တော်ရှာပေးမယ်ဦးလေးရပြီကျွန်တော်ဟုတ်ကဲ့ ဟုတ်ကောင်မအဲ့ဒါရောင်းရတဲ့ကောင်မရဲ့အဖေမဟုတ်ပါဘူးသူစော့မြရအရန်ကိုပြောစရာကောင်းတယ်ဆက်စရာလည်းကောင်းတယ်နောက်ပိုင်းသူရဲ့အကြောင်းပြောမယ်တွားရနော်အဲ့ဒါတစ်တော့ပေါ်မှာဖင်ပြပြီးစောရဲဆိုင်မိမီကိုရဲ့အဖေပဲကွာ ဟုတ်လားအဲ့ဆိုကြီးကရွာကြီးဆိုတော့အဲ့ပေါ်တော့စိတ်ရောထိန်းနိုင်ပါမလားမသိဘူးငါတို့သူ့ဥစားရင်လေးတယ်ပေါ့နော်အဲ့ဒါတစ်တော့ပေါ်မှာဖင်ပြပြီးစောရဲဆိုင်မိမီကိုရဲ့အဖေပဲကွာ ပါဘူးသူစော့မြရအရန်ကိုပြောစရာကောင်းတယ်ဆက်စရာလည်းကောင်းတယ် အဲ့နေကဘာလုပ်လဲ တစ်တော့ဆော့မုံလေးပါရဲ့ နေကတစ်တော့အိုက်တိုင်းဆော့မလို့ ဟုတ်တယ်နေပါရဲ့ဘာဖြစ်လို့လဲ နေရဲ့ဝေစားအတူပြတ်မှန်နဲ့အကုန်ယူခဲ့ငါဒီနေ့ပဲပြီးရှို့ ပပကလည်းသမီးဝတ်စားတွေကဈေးကြီးတယ်နေပြီပဲဘေးတဲ့တစ်ထဲမှမပါဘူး နေပါစက်ကိုပိတ်ထားနေကြောင်လို့ငါပတ်ဝန်းကျင်မှာဘလောက်တိတ်ခါကြာနေပြီငါအမေမရှိတော့တဲ့တမီးလေးလို့ငါအလိုလိုက်တာဒီနေ့တော့မရတော့ငါစီကစကြက်တယ် ပပကလည်းသမီးကလေးမဟုတ်တော့ အေးအဲ့ကလေးမဟုတ်ကိုထိန်းနေတာမိန်းကလေးဖြစ်ပြီးတော့နေတာထိုင်တာတန်ဖိုးရှိအောင်ပြီ သမီးလုံနေရဘာမှလို့လဲသမီးဝါဒနာကိုသမီးလုံနေရပဲရှိရဘသူ့ကိုများထိခိုက်နေလို့လဲ
တန်မိုးမရှိတဲ့မိန်းကလေးလို့ပြောရအောင်လေယောက်ျားတကာနဲ့အိတ်နေရတယ်မဟုတ် တန်ဖိုးဆိုတာယောက်ျားတစ်ခါနဲ့အိမ်မှာတန်ဖိုးကြတာမဟုတ်မိန်းကလေးတစ်ယောက်ဖြစ်ပြီးနေပုံထိုင်ပုံမတတ်ရနဲ့တန်ဖိုးကြတာပဲခုရက်ွက်တဲ့လူတွေကငါ့ကိုဘလို့မျိုးလုံးတွေနဲ့ကြည်နေလဲဆိုနင်းသိလား သူတို့ဘာပြောပြောလဲကိုတမင်းကိုစားပြီးဘသူ့ကိုဂယူးဆက်ရမှာလဲပါတမီးအောင်မြင်ပြီးအမှုပညာလမ်းကြောင်းကိုရောက်တာမမြင်ချင်ဘူးတမီးကိုပိတ်ဆို့နေရလား နေစော့နေတဲ့ TikTok ဗီဒီယိုတွေမှန်များငါအကုန်ကြည့်ပြီးပြီမှတ်ထားတဲ့မှတ်နေမြင်လို့တော့မကောင်းဘူးနင်းကဖော်ပြချွတ်ပြပြီးစော့မှာလားအဲ့လိုဝင်မန်းတဲ့ကောင်တွေကမဆန်းဘူးအဓိကပြဿနာနင်းစောက်ချက်မရှိစော့နေတယ်ဒီကောင်တွေကပြောဆိုနေမှာပဲဘာလဲဖင်ပြနို့ပြစော့မှာနင်းကအောင်မြင်မှာလားအဖေတယောက်အနေနဲ့မပြောသင့်မပြောထိုက်တာငါပြောမယ်နင်းအဲ့ဒီနားနဲ့စက်အောင်နားထောင်တာနင်ကတန်ဖိုးရှိတဲ့မိန်းမလေးမပါဘူး